အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုထုံးစံတိုင်းပဲယတိဥက္ခဏီယတနာသိတိဂါရတော်လေးနဲ့စလိုက်ရအောင်နော်အရဟံဘိအန္တဇယံဒုက္ခတံအာမိတံဝိရဇံလာလိတံအာတုလံသရဏံတိဘဟုပတမံယမကံဒုက္ခတံတရဏံပဏမာမိဇိနံတဲ့ဒီဂါရလေးဒီတဲ့လူသားတယောက်မှာရှိတဲ့လက်လာပါတွေကိုပွင့်လန်းစေတယ်ငိုဝင်လန်းရှုံဝင်လန်းမှာပိတ်ဆို့အဟံတားဆီးမရှိရေလိုစီးဝင်စေပါတယ်ဗျာနော်ကံမြင့်ပါတယ်ကံတက်ပါတယ်ဗျာနော်ဆိုတော့ဒီဂါရလေးကိုနေ့စဉ်ရွတ်ဖတ်ပူဇော်ပေးကြပါခင်ဗျာနော်ဒါလေးကတော့ကျွန်တော်ကြော်ညာလေးပါနော်ဒါလေးကကျွန်တော်တစ်ပတ်စာအဖွဲ့ဝင်မယ်ဆိုရင်1000ကျပ်ပါပတ်တိအနေနဲ့ကsorryဒီတစ်ပတ်စာ1000ကျပ်မှာပတ်တိရမယ်လေးလုံးခွေရမယ်ပရိရနော်ဒီ3မျိုးရမယ်ဒါလေးက Viber ဖုန်းနံပါတ်899235ရဲ့ဒီ Viber မှာအဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးတော့စာပို့လိုက်ပါအဖွဲ့ဝင်လို့ပါဖွဲ့ဝင်ခြင်းလို့ပါဖွဲ့ဝင်ရန်ဘယ်လိုပဲပို့လိုက်ပါနော် high တော့မပို့နဲ့နော် high ဆိုရင်ဘာတောင်းလို့တောင်းမှမသိကျွန်တော်ကတစ်ပတ်စာအဖွဲ့ဝင်ရှိမယ်နောက်ပြကြလို့ရှိရင်မွေးကွက်ရှိမယ်မွေးကွက်နော်2မျိုးပေါ့နော်မွေးကွက်က4ကွက်မွေးရမယ်အဲ့ဒါ1000ကျပ်ဒီအဖွဲ့ဝင်က1000ကျပ်2မျိုးလုံးယူမယ်ဆိုရင်2000နှစ်ခုလုံးယူမယ်ဆို2ခုလို့ပို့ထားပါအဖွဲ့ဝင်မယ်ဆိုရင်အဖွဲ့ဝင်လို့ပဲပို့ထားပါဒီတစ်ပတ်အဖွဲ့ဝင်တွေအတွက်ကတော့မွေး3ကွက်တီးတန်ရပါမယ်အဲ့ဒါလာကြုံမှုပါတယ်နော်ကျွန်တော်ခုပြပေးမှလေးက၄ပင်ကလနာရဲ့တတိယအပတ်ကထွက်တဲ့ကဏ္ဍနေရဲ့သူ့ရဲ့ဆောင်းအောက်အပင်မှာတစ်ချိန်ဆင်းပေးရမယ်တဲ့ကဏ္ဍလေးတွေကမများဘူး80 30 39 59ဒါပဲထိုးရမှာဒီ၄ကွက်ပဲဒီ၄ကွက်ထိုးရင်ပေါက်သေးတစ်ချိန်သာရတယ်ခုလာမယ်18ရက်ကနေ22ရက်မှာဒီ၄ကွက်ကိုထိုးမယ်ဆိုရင်ပေါက်သေးတစ်ချိန်သာရမယ်နော်ဘယ်လိုမျိုးလဲဆိုတော့ဒီမှာ၄ပင်ကလနာရဲ့နော်တတိယအပတ်ကထွက်ကဏ္ဍနော်တတိယအပတ်ကထွက်ကဏ္ဍဒီမှာတပင်2ပင်3ပင်4ပင်ဒီ4ပင်ကလန်နာရဲ့ဒါဆိုပထမဒုတိယတတိယဒီတတိယအပတ်ကထောက်ကနန်းဒီသူ့ရဲ့ဆောင်းအောက်အပင်မှာတစ်ချိန်ဆင်းပေးရမယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီအောက်ဆုံးအပင်မှာရောက်လာပြီနော်သူ့ရဲ့ဆောင်းအပေါ်အပင်ရဆိုလို့ရှိရင်ဒီမှာပရက်တွေခံထားတဲ့အတွက်ဒီမှာ၄ခွက်ပဲရှိမယ်နော်3ညခွန်30ကျွန်တော်3ညခွန်ခေါ်လို့ကောင်းအောင်80 30 3959လို့ရေးပေးထားတယ်နော်80 30 3959ဒီ၄ခွက်ထိုးရင်တစ်ချိန်သာရမယ်ဒီလိုဆောင်းကြမှုပေါ့နော်ဆောင်းကြမှုသူက၄ပင်ကလန်မှာဆောင်းကြတယ်ကျွန်တော်ကြည့်တဲ့ဒီ၄ပင်ကလန်နာတော့ဖြစ်ရမယ်ဒီကလန်နာလေးကိုဒီ YouTube post မှာလည်းတင်ထားပေးတယ် Telegram channel မှာလည်းကျွန်တော်တင်ထားပေးတယ်ပေါ့နော်ဒီ average လေးတွေတင်ပေးပါတယ်ဗျာနော်ဒီမှာတတိယအပတ်ကဒီမှာ26ဆိုတဲ့ကဏ္ဍဟာဇောင်းသူ့ရဲ့အောက်ပင်မှာဒီမှာ26ဆိုပြီးတော့ကြာတယ်နော်ဒီမှာတတိယဘက်ကကဏ္ဍတွေကဒီတတိယဘက်မှာထွက်ခဲ့တဲ့ထွက်ကဏ္ဍနေတဲ့19ဆိုတဲ့ကဏ္ဍဟာဒီမှာသူ့ရဲ့ဇောင်းအောက်ပင်မှာ19ဆိုပြီးဆင်းတယ်နော်တတိယဘက်ကထွက်ကဏ္ဍနေစီသူ့ရဲ့ဇောင်းအောက်အပင်မှာတစ်ချိန်ကြပေးရမယ်ဒီတပင်တော့ပြတ်ထားတယ်နော်တပင်ပြတ်ထားတယ်ဒီမှာတတိယဘက်ကကဏ္ဍနေသည်တဲ့သူ့ရဲ့ဆောင်းအောက်ပင်မှာတစ်ချိန်ကြပေးရမယ်ဆို63ဟာ39လို့ကြားတယ်တတိယဘက်ကထွက်ကဏ္ဍနေသည်သူ့ရဲ့ဆောင်းအောက်ပင်မှာတစ်ချိန်ကြပေးရမယ်ဆိုခွန်9ဟာဒီမှာsorryခွန်8ဟာ8ခွန်ဆိုပြီးတော့ဒီမှာကြားတယ်နော်တတိယဘက်ကထွက်ကဏ္ဍနေသည်သူ့ရဲ့ဆောင်းအောက်ပင်မှာတစ်ချိန်ဆင်းပေးရမယ်ဆိုတော့6တစ်သည်19လို့ဒီမှာဆင်းပေးတယ်နော်တတိယဘက်မှာရှိတဲ့ကဏ္ဍထွက်ကဏ္ဍနေသည်သူ့ရဲ့ဆောင်းအောက်ပင်မှာတစ်ချိန်ဆင်းပေးရမယ်ဒီမှာ26သည်26ဆိုပြီးတော့ဆင်းတယ်နော်ဒီမှာတတိယဘက်ကထွက်ကဏ္ဍ5တစ်ဆိုတဲ့ကဏ္ဍဟာသူ့ရဲ့အောက်ဆောင်းပင်မှာဒီမှာ5တစ်ဆိုပြီးတော့5တစ်ဆိုပြီးထည့်ဆင်းတယ်နော်5တစ်ဒီလိုမျိုးဆင်းတယ်ဆိုတော့ကျွန်တော်တို့ခုလာမယ့်အပတ်မှာသူ့ရဲ့ဒီတတိယဘက်ကထွက်ကဏ္ဍသည်ဆောင်းအောက်ပင်မှာဆင်းပေးရမယ်အကွက်နဲတဲ့အတွက်မစိုးထိုးပြောတယ်ဗောနော်အကွက်နည်းနည်းလေးဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်တခြားကိုမှထိုးစရာရှိတယ်ဆိုရင်ဒီလေးကွက်လေးကိုထည့်ပြီးတော့ထိုးပေးပါနော်တစ်ချိန်ဆင်းနိုင်တယ်ဗောနော်တစ်ချိန်ဆင်းနိုင်တယ်ဒီလေးကွက်ကိုထိုးမယ်ဆိုရင်မျိုးတို့ပေါက်ဒီတစ်ချိန်သာရမယ်ဒီခုကျွန်တော်ပြတဲ့ဒီကလနာလေးမှာတော့တပင်တော့ဖောင်းထားတယ်မျိုးတို့ကြိုက်နှစ်တန့်ရင်ထိုးပါကဏ္ဍမများလို့ကျွန်တော်လာပြတာပါနော်ဒါလေးအဲ့ဒါကဇောင်းကြမှုဒါလေးဇောင်းကြမှုနောက်ထပ်ကဒါလေးကငါးအပူးမှုဆရာလေးပင်ကြီးရဲ့ငါးပူးမှုဆိုတာဘယ်လိုလဲဆိုတော့ဒီငါးပူးတဲ့အတွက်ငါးကိုယူမယ်ငါးကိုဒဲပါဝါနက်ခက်ယူပြီးတော့ပရိတ်ယူမှာနော်ဒဲပါဝါနက်ခက်ဆိုတော့933နော်933ပါတယ်933ပိတ်အဲ့ဒါကြီးကဘာလဲဆိုတော့9ပါတယ်9ပရိတ်50
5ပါတဲ့3ညပရိတ်5ဘူး5ပါတဲ့3ပရိတ်5 8 3ညပါတဲ့5ပရိတ်50 3ညပါတဲ့3ညပရိတ်3ညဘူး3ညပါတဲ့3ပရိတ်30အဲ့တော့3ပါတဲ့5ပရိတ်3နှစ်3ပါတဲ့3ညပရိတ်3ခွန်3ပါတဲ့3ပရိတ်30ဒါပဲဒီခုနှစ်ကွက်ပဲเนาะအပူနှစ်ကွက်နဲ့အပူနှစ်ကွက်ကိုကျန်တဲ့ဟာတွေအားမယ်ဆိုလို့ရှိရင်1 2 3 4 5 6ကွက်ထားပါတော့เนาะ6ကွက်6ကွက်စာပေါ့6ခွက်ဒါလေးကိုထိုးမယ်ဆိုရင်လည်းပေါက်တီတစ်ချိန်သာရပါမယ်ဒါလေးကပေါက်တီတစ်ချိန်သာဒါကငါပူးမူလေးကပေါက်တီတစ်ချိန်သာဒီကောင်လာကန်နေပြီကျွန်တော်တော့ဗုဒ္ဓဦးမကျော်ခံပါနေဒီကောင်ကတော့တစ်ပတ်စာပေါ့ဒါလေးကိုကျွန်တော်ဗုဒ္ဓဦးမကျော်ခံပါပါတယ်เนาะနောက်တစ်ခုကျွန်တော်နောက်တစ်ခုပြောပြထားခဲ့မယ်တသက်စာယူဖို့ဘာမှတွက်เสียချက်เสียမလို့ဘာမှလည်းတွက်เสียချက်เสียမလို့ပဲနဲ့ကိုကစောင့်ပြီးတော့မှလိုက်ထိုးနိုင်ရင်ဒါလေးအဆင်ပြေတယ်ဘယ်လိုလဲဆိုတော့3ညကိုမားကပ်ပြီးတော့ထွက်လာတဲ့အချိန်တိုင်းမှာဒီဒိတ်လေးတော့မယူနဲ့ပေါ့နော်ဒါအရင်ဘက်ကပြထားတဲ့ဒါကတသက်စာမှုเนาะ3ညကိုမားကပ်ပြီးထွက်လာတဲ့အချိန်တိုင်း3ညကိုမားကပ်ပြီးထွက်ခဲ့တဲ့အချိန်တိုင်းမှာ2မားကပ်နဲ့4မားကပ်ထိုးလို့ရတယ်เนาะ3ညကိုမားကပ်တဲ့အချိန်တိုင်းမှာ2မားကပ်4မားကပ်ထိုးပါဘယ်လိုမျိုးလဲဆိုတော့မျိုးတို့အနေနဲ့ဘာမှမလိုက်နဲ့ဘာမှလည်းမထိုးနဲ့တပတ်တာအတွင်းကိုစောင့်ကြည့်လိုက်ဘယ်လိုစောင့်ကြည့်လိုက်လဲဆိုတော့အခုဥပမာဒီမှာ3ညကိုမားကပ်ကိုကစောင့်မယ်ဒီတပတ်ထွက်ကနန်းနေယူတော့လေးလာမယ်လေးလာပဲ3ထွက်တယ်3ကိုထွက်တယ်3ညဘူးထွက်တယ်ဟုတ်ပြီ3ညမားကပ်မလာသေးဘူး3ညမားကပ်ကိုစောင့်လိုက်ဒီမှာ90ထွက်တယ်3ညမားကပ်လာပြီဒီလို3ညမားကပ်လာပြီဆိုတော့ ਨੇ နောက်တစ်ပတ်မှာက2မားကပ်4မားကပ်ကိုလိုက်ပြီးတော့ထိုးမယ်2မားကပ်4မားကပ်ပေါ့ဗျာပြောမယ်ဆိုရင်ပတ်တီးတစ်လုံးသာเนาะ3ညမားကပ်လာနဲ့2မားကပ်4မားကပ်ကိုစာတို့တိုးပြီးတော့လိုက်မယ်ဒီမှာ9လေးเนาะ4မားကပ်ထွက်သွားပြီဒါဆိုလို့ရှိရင်မြက်အမြက်3ချိန်နဲ့အမြက်ရသွားပြီ3ချိန်နဲ့အမြက်ရသွားရင်နားလိုက်ဘာမှမထိုးတော့နဲ့နားလိုက်နားပြီးတော့ဘာလုပ်ရမလဲဆိုတော့နောက်ထပ်တစ်ချိန်3ညမားကပ်လာမယ့်အချိန်ကိုစောင့်ဒီချိန်မှာမေးဘာကနန်းနေထွက်လဲဟုတ်ပြီထွက်ခဲ့ပြီ5 6 9ဘူးเนาะဒီမှာလာပြီ80ဆိုပြီးထွက်လာပြီဟော3ညကိုမားကပ်လာပြီဆိုတာ ਨੇ ခုနပြောတယ်2မားကပ်4မားကပ်လိုက်ထိုးတော့2မားကပ်4မားကပ်ထိုးဒီမှာတစ်ချိန်ထိုးရမထွက်သေးဘူး2ချိန်3ချိန်ဒီမှာ4ချိန်မြောက်မှာ4တိဆိုပြီးတော့ထွက်လာပြီဒီချိန်မှာထိထိမိအမြက်ရပြီကိုကဇာတိုးလိုက်ထိုးဘာမှလည်းမစင်စားနဲ့ဘာမှလည်းမတွက်နဲ့ဘာမှလှုပ်ရှားမလို့3ညကိုမားကပ်ထွက်လာမယ့်အချိန်ကိုစောင့်ဟုတ်နော်ဒီမှာ3ည8ဆိုတော့3ညမားမကပ်သေးဘူးဒီဘက်မှာတကယ်လို့ကဘာမှမထိုးခြင်းသေးဘူးတစ်မျိုးတည်းပဲနော်ဒါပတ်တီးတစ်ချိန်လားပတ်တီးတစ်လုံးလားပဲလိုက်ရနောက်ပြီးကြလို့ရှိရင်ကိုတချို့ဆိုပတ်တီးလိုက်တယ်ဗျာဒီတစ်ပတ်မှာလိုက်ခဲ့တဲ့ထွက်မသွားဘူးဒီ6ပတ်တီးတော့ဒီတစ်ပတ်မှာထွက်မသွားဘူးဒီတစ်ပတ်မှာလည်းမထွက်ဘူးဒီတစ်ပတ်မှာလည်းမထွက်ဘူးနော်ဒီတစ်ပတ်မှာလည်းနောက်ဆုံးရက်မှာထွက်လာတယ်လို့ဒါအကျဉ်းကြီးအများကြီးဒါနင်းလာခဲ့ပတ်တီးလိုက်တယ်အဲ့ဒါထက်ကောင်းတယ်ဒီ3ညမားကပ်ကိုစောင့်ပြီးတော့ဖမ်းပြီးတော့ထိုးတာဘာမှလည်းစဉ်းစားကြလဲမလို့ဘာကနန်းထွက်တော့မဲ့စောင့်ကြည့်လိုက်3ညကိုမားကပ်လာပြီဆိုတော့ ਨੇ 2မားကပ်4မားကပ်ကိုဇာတိုးလိုက်မလားဒီမှာ3ညကိုမားကပ်လာပြီဒီမှာ100ဘူးထိုးရင်မှာ200ဘူးဒီမှာ200ပေါ့300ပေါ့ဒီမှာ400ပေါ့ဒီမှာပေါက်ပြီညက်ပြီနားလိုက်အဲ့လိုမျိုးသွားလို့အရန်ကောင်းပါတယ်ဒီ3ညမားကပ်ပြီးထွက်လာတဲ့အချိန်တိုင်းမှာ2မားကပ်4မားကပ်လေးလိုက်ထိုးမယ်ဆိုလို့ရှိရင်ဒါလေးကလုံးဝမှသိကြတယ်เนาะဒါမျိုးလေးထိုးနေပို့ပြီးတော့ကောင်းပါတယ်ကိုကစိတ်နိုင်ရင်ပေါ့ကြံတဲ့အချိန်တိုင်းမှာမထိုးဘဲနဲ့နေနိုင်ရင်ဒါလေးကိုစောင့်မထိုးတာအကောင်းဆုံးပါပဲဒါလေးကိုဒါကျွန်တော်မျိုးတို့စဉ်းစားနေလေးဒါလာပြီးတော့မှပြောပြတာပေါ့เนาะအဲ့နေလေးကျွန်တော်အရန်ကြိုက်လို့ပေါ့နော်အခုဒါလေးကကျွန်တော်ရဲ့အခုဗီဒီယိုဖိုင်လေးကဒါလေးအဓိက main လေးပြတဲ့ဟာလေးပေါ့နော်ခုနဟာလေးကလည်းအကြံပေးတာလေးပေါ့နော်အဲ့ဒါမျိုးလေးလုပ်ရင်လည်းအဆင်ပြေပါတယ်ဒါလေးကိုလည်း screenshot လေးရိုက်ယူထားပြီးမှတ်ထားလိုက်ပါ9ဘူးထွက်လာတဲ့အချိန်တိုင်းမှာဒီအကွက်လေးတွေကိုမွေးပြီးတော့ထိုးရင်ပေါက်လေးတစ်ချိန်သာရပါမယ်ဒါလေးကိုလည်းတခြားမှတ်သားထားပါဒါဆရာလေးပင်ကြီးရဲ့မူလေးပါနော်ဒါတော့ဒါဆရာကောင်းဆက်သူပြတဲ့ရောင်းချမူလေးပေါ့နော်ဒါလေးကို screenshot ရိုက်ထားပါကဲရိုက်လို့လောက်ဆိုရပါပြီကဲအားလုံးပဲ
ရွှေမိုးနဲ့ငွေတူးကြပါလိမ့်မယ်နော်